ညီမလေးရေရှင်းမယ်ရောက်ပါအမဒီမှာပတ်ချာဟဲ8000ရောင်းမှာငါမပတ်စံ6000ပဲပါလားဘာမလို့လဲဒီငယ်ချင်းရဲ့အော်ဒီလိုဒီငယ်ချင်းရဲ့ဟိုတာ8000လောက်ကြတာငါမှ6000ပဲပါလို့အဲ့ဒါကြောင့်ဟမ်အဲ့ဒါဆိုရင်လည်းငါပဲရှင်းလိုက်ပါမယ်ဟဲ့ရပါတယ်ဒီငယ်ချင်းရဲ့ပတ်မဖြစ်ပါဘူးဒီနေ့ငါမနေဆိုတော့ငါပဲရှင်းလိုက်မယ်လေနော်နေရလေပြီးတော့ရှင်းနိုင်တာလည်းမဟုတ်ပဲနဲ့ငါပဲရှင်းလိုက်ပါမယ်ဟဲ့ညီမလေးတို့ဆိုင်ရလေးပတ်ကတ်တောင်းတာလေအော်ဟုတ်ကဲ့အမညီမလေးတို့ဆိုင်ရလေးခရိုမီကတ်တောင်းတယ်ရှင်ညီမလေးအဲ့ဒါစီရင်လေရောက်နော်ဒီမှာခရိုမီကတ်အော်ဟုတ်ကဲ့အဲ့ဒါစီရင်လေအမတို့ပြန်လို့ရပါပြီရှင်မနက်ဖက်ရောက်တော့အခါဟုတ်ကဲ့အမတို့ကလေးပတ်သုံးဆောင်မလို့ရှင်အိုင်းမလေးအမကိုလေးမမကြော်လေးတပွဲလောက်နော်ညီမလေးအမကိုရေးတစ်ခွက်ပဲပေးနော်ဟဲ့ချင်းနေဘာဖြစ်လို့လဲနေမကောင်းဘူးလားမတမ်းမစမ်းပါပြီးရင်ငါပဲရှင်းပါအေးဒါဆိုရင်လည်းငါမာလက်ပြီဟဲ့ဘာလို့ငါ့ကိုရေးနေပတ်တယ်လဲနင်တို့မရနာပဲနော်ငါချင်းဆိုပြီးတော့ငါ့ကိုဒီလိုအချိုးမြလာမချိုးနဲ့လို့ငါပါလုံးမိလို့လေမြတ်ပါညိုနေလို့ပေါ့အဲ့ဒါကြောင့်ငါရေးနေပတ်လိုက်တာနင်းနဲ့မပေါင်းချင်ရှင်းပြီးတာဒီမှာငါအตาညိုလာမဟုတ်နေမရနဲ့ငါ့ကိုလေအခြားပြောချင်ရင်ပြောငါ့ကိုဒါမျိုးတော့လာမပြောနဲ့ငါမကြိုက်ဘူးဟာမဟုတ်လို့လားဟာနေကအตาတကယ်လို့ဒါနဲ့လေငါ့လိုအตาဖြူလေးနေရမှမရှိတာအဲ့ဒါကြောင့်နေနဲ့ငါမပေါင်းချင်ဒါနဲ့လေရှင်းပြောလိုက်ရင်လေဒီနေ့ကပဲသူငယ်ချင်းမဟုတ်တော့ဘူးနော်နေကရုပ်ဆိုးလို့ရှင်းတယ်နော်ဒီမှာငါရုပ်ဆိုရင်ရုပ်ဆိုနေလိုမျိုးလေစိတ်တမရိုင်းဘူးဟဲ့နေလိုကမှစိတ်တက်တော်ရမ်းတယ်အဲ့ဒါကြောင့်မလို့ငါလည်းနေနဲ့မပေါင်းနိုင်ဒါပဲငါ့ကိုလည်းတစ်ခါလည်းမပြောနဲ့ပြီးပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe လေလောက်ဖို့လည်းမမေ့ပါ